တိတ်ဆိတ်ပြီးအေးချမ်းလာတဲ့ကျေးရွာလေးမှာရွှေအောင်ဆိုတဲ့တန်ဃာတဲ့တယောက်ရှိတဲ့ကွယ်ရွှေအောင်ဟာသူ့ရဲ့အိုမင်းမစွမ်းဖြစ်နေတဲ့မိဘနှစ်ပါးနဲ့တူဆင်းရဲစွာနေထိုင်ကြတဲ့ရွှေအောင်ဟာကျေးရွာနားမှာရှိတဲ့မြစ်ထဲကနေငါးများပြီးရတဲ့ငါးတွေကိုရောင်းချကအဒီပစံနဲ့မိသားစုဝန်ရေးကိုဖြည့်ရှင်းနေရတာပေါ့ရွှေအောင်မင်းဖေရဲ့ကျမရဲ့ချင်းတွေကအရန်ဆိုးနေပြီးစီးစရာကတော့အာဟာရပြည့်ဝစွာစားဖို့နဲ့အချိန်မှန်ဆေးတောက်ဖို့ပြောထားတယ်ဟုတ်ကဲ့ပါမေကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်အလုပ်ကလည်းအဆင်မပြေဘူးကျွန်တော်မှအဖေကိုဆေးကုသဖို့ပတ်စံတော်မရှိဘူးအမေဒါပေမဲ့ရွှေအောင်ဒါတခုခုလုံးမရတော့မယ်မဟုတ်ရင်မင်းဖေရဲ့အခြေအနေကစိုးတက်ဆိုးလာတော့မှာဟုတ်ကဲ့ပါမေစိတ်မပူပါနဲ့ကျွန်တော်မြစ်ထဲသွားပြီးငါသွားဖမ်းမယ်တကောင်တလေတော့မိမှာပါမေရတာလေးကိုရောင်းချပြီးအဖေအတွက်ဆေးဝယ်လာခဲ့ပါမယ်တွားရလဲတွားဖို့တားရင်ဒါပေမဲ့ညမရောက်ခင်တော့အမိပြန်ခဲ့ဖို့တားရင်အမေစကားအဆုံးမှာရွှေအောင်ဟာချက်ချင်းထွက်ခွာခဲ့တာပေါ့တားရွှေအောင်ခဏလေးထမင်းမှုယူသွားဖို့မေ့သွားတာလားဒီထမင်းမှုကိုယူသွားပါတားအဒီမှာဘယ်လောက်ကြာမလဲမသိဘူးဟုတ်ကဲ့အမေဒါပေမဲ့ကျွန်တော်မကြခင်ပြန်လာမှာပါရွှေအောင်ဟာသူ့ဖေရဲ့ကျမရေးကိုစိုးရင်စိမ့်နဲ့မျက်စီကိုသွားနေတော့မှဖုံးတော်ကြီးတစ်ပါးနဲ့တွေ့လာရတဲ့ကွယ်ဒါနဲ့ပဲရွှေအောင်ကဖုံးတော်ကြီးကိုရှ िख ိုးကြော်လိုက်ပြီးစကားစားလိုက်ပါတယ်အရှင်ဖေဟာကိုတပည့်တော်ဒီမှာအရင်ကတခါမှမမြင်ဘူးပါဘူးဒီနေရာဒေတာမှာတပားတဲ့ဘာလာလောက်တာလဲဆိုတာသိလို့ရမလားဖေဟာတကားကိုတော်ကအရက်ဒေတာတွေကိုလဲလှယ်ပြီးတရားကျင့်နေတဲ့ဘုံတော်ကြီးပါဒီအရက်ဒေတာမှာဘ누구မှမတီးပါဘူးလမ်းလျှောက်ရင်းနဲ့အတော်ပြင်းပန်းသွားပြီဒါကြောင့်ဒီနားမှာပြင်ပန်းလို့ခဏနားနေတာပါအကယ်လို့တကအပတ်မကြည့်ရင်ကိုတော့ကိုတခုလောက်ကူညီပေးလို့ရမလားမိန်တော်မူပါဖေဟာတပည့်တော်ဘာလုပ်ပေးရမလဲဖေဟာတကမှာစားစရာတခုခုရှိရင်ကိုတော့ကိုကတ်လူပေးလို့ရမလားကွတင်မဖေဟာတပည့်တော်မှာပါပါတယ်အိမ်ကထွက်လာတော့ကအမေကတပည့်တော်ကိုထမင်းဘူးပေးလိုက်ပါတယ်ဒီမှာပါဖေဟာဖုံးပေးတော်မူပါရွှေအောင်ဟာသူ့စာလောင်မှုကိုဂယုမဆိုင်ပဲသူ့ရဲ့စားစရာအကုန်လုံးကိုဖုံးတော်ကြီးကိုလှူလိုက်ပါတယ်တကားကိုကျေးဇူးအများကြီးတင်ပါတယ်တကားကြောင့်ကိုရောရဲ့စာလောင်မှုကိုပြည့်ပြောက်စေတယ်တကားကကိုရောကိုတကားရဲ့စားစရာအကုန်လုံးလှူလိုက်တဲ့အတွက်တကားမှာဘာမှမရှိတော့ဘူးဘာမှမဖြစ်ပါဘူးဖေဟာအရှင်ဖေဟာဘိုက်ဝသွားတာနဲ့တင်တပည့်တော်လုံလောက်ပါတယ်တပည့်တော်ကအိမ်ရောက်မှပဲစားလိုက်ပါမယ်ပြီးတော့ဒါကလည်းတပည့်တော်ရဲ့ဆန္ဒပါပဲအရှင်ဖေဟာနေရာမှာတခြားသူဖြစ်နေရင်လည်းတပည့်တော်ဒီလိုပဲလုပ်မိမှာပါတကားရဲ့ကောင်းမှုကုသိုလ်ကိုကြည့်ပြီးတခုခုပေးတင်ပေမဲ့ကိုတော့မှဘာမှမရှိဘူးဒါကြောင့်တကားကိုကောင်းချီးပေးမယ်အနာဂတ်မှာတကားအယံချမ်းသာလာပါစေပေးတဲ့ဆုနဲ့ပြည့်ပြရစေဖေဟာအခုတော့တပည့်တော်သွားပါအောင်မယ်ရွှေအောင်ဟာဖုံးတော်ကြီးရဲ့ကောင်းကြီးကိုယူပြီးအဒီနေရာကနေထွက်လာခဲ့ပါတယ်ပြီးတော့မြစ်ကမ်းမနာထိုင်ပြီးပိုက်ကွန်နဲ့ငါးဖမ်းနေတာပေါ့ငါဒီမှာထိုင်နေတာဘယ်လောက်တောင်ကြာသွားပြီလဲအခုထိငါးတကောင်မှမရသေးဘူးအခုငါဘာလုပ်ရမလဲညလည်းနဲ့တော့မယ်ပြီးတော့ငါဗိုက်ရမ်းစားနေပြီငါမှာစားစရာရှိရင်ငါတွေကိုနည်းနည်းထက်ရှာလို့ရမှာဒါပေမဲ့ငါတွေကိုလည်းမဖမ်းမနေရဖမ်းရမယ်မဟုတ်ရင်ငါအဖေအတွက်ဆေးဘလို့ဝယ်ရမလဲပြီးတော့အမေကညမမောင်ခင်အိမ်ပြန်ခဲ့ဖို့မှာထားတယ်ရွှေအောင်ဟာမြစ်ကမ်းမှာထိုင်ပြီးသူမိဘတွေပြောတဲ့စကားကိုသွေးနေတော့ရုပ်တရက်ဆိုသလိုသူ့ပိုက်ကွန်နဲ့ငါတကောင်ဝင်လာတဲ့ကွယ်အိုးဖျားသခင်ဝမ်းသာစရာပါလားငါပိုက်ကွန်နဲ့ငါတကောင်ဝင်လာသလိုပဲငါမြင်မြင်ဆန်ဆန်ဆွဲထုတ်လိုက်မယ်မဟုတ်ရင်ငါပိုက်ကွန်တွေကပြန်လွတ်သွားအောင်မယ်ရွှေအောင်ကငါးကိုထုတ်ဖို့လုပ်လိုက်ပေမဲ့ငါကပိုက်ကွန်တွေကနေလွတ်သွားပြီးပျောက်ကွယ်သွားပါတော့တယ်ဒါနဲ့ပဲရွှေအောင်ဟာမြစ်ကမ်းမထိုင်နေရင်အချိန်ကလည်းညဘက်ရောက်သွားတော့တာပေါ့သူလည်းစိတ်တက်ကြနဲ့မြစ်ကမ်းမဆက်ထိုင်နေတော့နောက်ထပ်ငါးတကောင်ကသူ့ပိုက်ကွန်နဲ့ဝင်လာပြန်တဲ့ကွယ်ဒီတခါတော့ငါဒီငါ့ကိုလုံးဝမလွတ်စေရဘူးတေချာဖမ်းမရမယ်ရွှေအောင်ဟာငါးကိုဖမ်းဖို့ကြိုးစားနေတော့ရုတ်တရက်ကြောက်စရာကောင်းတဲ့မုန်တိုင်းကြီးတစ်ခုဝင်ရောက်လာပါတော့တယ်ရွှေအောင်ဟာမုန်တိုင်းရဲ့ဒဏ်ကိုခံရပြီးမြစ်ထဲနှင်းမြုပ်သွားတော့တာပေါ့သူကအော်ခေါ်ပြီးအကူအညီတောင်းနေပေမဲ့ဘယ်သူမှကူညီမဲ့သူမရှိပါဘူးတစ်ဖက်မှာလည်းရွှေအောင်ရဲ့မိဘတွေကအရန်စိုးရိမ်နေကြတော့တာပေါ့ဘာလို့လဲဆိုတော့ညတကောင်ကြော်သွားခဲ့ပြီလေအိုးဖယားတခင်အကျွန်ုပ်ရဲ့ဒါလေးအိမ်ပြန်မရောက်လာသေးဘူးဘယ်ရောက်နေမှလည်းမသိဘူးသူကညအမောင်မကြမီပြန်လာမယ်လို့ပြောခဲ့ပြီးမြဲအခုထိမပြန်လာသေးဘူးအကျွန်ုပ်ဘာလုပ်ရမလဲငါကျမရေးကလည်းမကောင်းတော့သွားမရှာနိုင်ဘူးဒါကြောင့်သူ့ကိုရှာဖို့တွားတာမင်းရဲ့အကောင်ဆုံးပဲဒါပေမဲ့သိဝေးမသွားပါနဲ့
ရွှေအောင်ရဲ့အမေဟာရွှေအောင်အဖေရဲ့စကားကိုနားထောင်ပြီးရွှေအောင်ကိုရှာဖို့ထွက်လာခဲ့တဲ့အိမ်ကထွက်လာပြီးမကြခင်မှာပဲတစ်ပင်အောင်မှထိုင်နေတဲ့ဖုံတော်စီတစ်ပါးကိုတွေ့လိုက်ရတဲ့ကွယ်ရှိခိုးကြော့ပါတယ်ဖျားဒီလမ်းကနေဖြတ်သွားတဲ့လူငယ်လေးတယောက်ကိုမြင်လိုက်မိပါသလားဖျားမမြင်မိပါဘူးတကမဒီလမ်းကနေဘယ်သူမှဖြတ်သွားတာမတွေ့မိပါဘူးဒါနဲ့သူ့ပုံစံကဘလို့တော့ကွတပည့်တော်မရဲ့သားကငါဖမ်းနှမပါပြီးတော့မနက်ကငါဖမ်းဖို့ထွက်သွားပါတယ်ဒါပေမဲ့အခုချိန်ထိပြန်မလာသေးဘူးတပည့်တော်မရဲ့သားဘာရီများဖြစ်နေပြီလဲတကာမမှာတူပိုင်တဲ့ပစ္စည်းတစ်ခုခုများရှိသလားသူပေးထားတဲ့လက်စွပ်တစ်ကွင်းရှိပါတယ်ဖေဟာအဲ့ဒီလက်စွပ်ကိုကိုတော့ကိုပေးပါဖုံတော်ကြီးကလက်စွပ်ကိုယူပြီးမျက်စိမိတ်ကမန်တက်တစ်ခုရွတ်ဆိုလိုက်ပါတယ်တစ်ဖက်မှာတော့ရွှေအောင်ဟာတည်သွားတာမဟုတ်ပဲတခြားကဘာတစ်ခုကိုရောက်သွားတဲ့ကွယ်ဟင်းငါပဲရောက်နေရလဲဒီမှာရတနာတွေအများကြီးပါလားဒါပဲနေရာများလဲငါနေရာကိုဘလို့ပြန်ရမလဲငါအဖေအတွက်ဈေးဝယ်ရအောင်မယ်အခုဒီမှာငါ့ဘသူကူညီမလဲရွှေအောင်စဉ်းစားနေတော့ရေဆုံးမတကောင်ကိုမြင်လိုက်တဲ့ပြီးတော့အခုလိုပြောလိုက်ပါတယ်ငါဘိုက်ကွန်နဲ့အချိန်ချင်းဝင်ပြီးငါ့ကိုဒီနေရာကိုရောက်လာစေခဲ့တဲ့သူကမင်းလားမင်းမတူလဲဒီမှာဘာလုပ်နေရလဲငါကရေဆုံးမပဲဒါကငါကပါငါမင်းကိုငါကပါထဲမှာချုံနှောင်ထားမယ်ပြီးတော့ငါခွင့်ပြုချက်မပါပဲမင်းဒီကနေမလွတ်နိုင်ဘူးမရဘူးငါဒီမှာမနေနိုင်ဘူးငါမိသားစုစီပြန်ရမယ်ငါမိဘတွေငါ့ကိုစောင့်နေကြတယ်သူတို့ငါ့ကိုလိုအပ်တယ်မင်းမလောက်ပဲအကြောင်းပြချက်တွေပေးပြီးမင်းဒီကနေမထွက်သွားနိုင်ဘူးမင်းကိုငါပိုင်သွားပြီအမြဲတမ်းမင်းဒီနေရာမှာနေရမယ်မရဘူးငါမနေနိုင်ဘူးမင်းနေရမယ်မြစ်ကန်မထိုင်ပြီးမင်းစိတ်ထဲတွေးနေတာတွေကိုကြားပြီးတဲ့ကငါဆုံးဖြတ်ထားပြီးတာမင်းကိုငါကပါရဲရအောင်ခေါ်လာမယ်လို့ဒါပေမဲ့မင်းကပါရဲခေါ်သွားပါလို့ငါမပြောခဲ့ဘူးမင်းရပါလို့မင်းကပါရဲငါကိုအတင်းဆွဲခေါ်လိုက်တာလေမင်းမေကွန်းထုတ်เสียမလို့ဘူးငါစိတ်တိုင်းကြဘာဖြစ်ဖြစ်လုံနိုင်တယ်တကယ်တော့မင်းကလည်းစင်ရတာပဲမင်းလိုအပ်နေတာရတနာတွေမဟုတ်လားဒီမှာအများကြီးရှိတယ်မှန်ပါတယ်ဒါပေမဲ့ဒီရတနာတွေနဲ့ငါဒီမှာဘာလုပ်ရမှာလဲရေဆုံးမကရွှေအောင်ကိုလောင်ပြောင်ပြီးအဲ့ဒီနေရာကနေပျောက်ကွယ်သွားတဲ့ရွှေအောင်ဟာလည်းအဲ့ဒီနေရာမှာထိုင်ပြီးတူမိဘတွေကိုတတိယလို့ငိုယိုနေတော့တာပေါ့တစ်ဖက်မှာလည်းဖုံးတော်ကြီးကလက်စွပ်ကိုသုံးပြီးမြင်ကွင်းတစ်ခုကိုကြည့်လိုက်တဲ့အဲ့မြင်ကွင်းကိုကြည့်လိုက်တဲ့အချိန်မှာရွှေအောင်ကိုရေအောက်ကတခြားကဘာမှာတွေ့လိုက်ရတဲ့ကွယ်ဒကာမရဲ့တားကရေအောက်ကရေဆုံးကဘာမှာရှိနေတဲ့ကွယ်အရှင်ဘုရားတပည့်တော်မရဲ့သားကိုအတ္တိကဘာကနေဘလို့ထုတ်ရမလဲမစိုးရိမ်ပါနဲ့တက္ကမကိုတော့တက္ကမရဲ့သားကိုအတ္တိကနေကဲထုတ်ပေးမယ်ဒီလက်စွပ်ကိုတော့ကိုရော့ကိုပေးလိုက်ပါဒီလိုပြောပြီးဖုံးတော်ကြီးကလက်စွပ်ကိုယူပြီးပျောက်ကွယ်သွားတဲ့ဟမ်ဒီဖုံးတော်ကြီးဘယ်ရောက်သွားတာပါလိငါသားကိုကဲဖို့သွားတာပဲထင်တယ်တစ်ဖက်မှာရွှေအောင်ထိုင်ကိုနေတော့အော်ဟစ်တန်တစ်ခုကိုကြားလိုက်ရတဲ့ငိုရာရက်ပြေးတခြားတစ်ဖက်ကိုကြည့်လိုက်တဲ့အခါငါးကြီးတစ်ကောင်ကငါးငယ်လေးတစ်ကောင်ကိုစားတော့မလို့ကြံရွေနေတာကိုတွေ့လိုက်ရတဲ့ကဲကြပါတယောက်ယောက်ငေါ့ကဲတင်ပေးကြပါဒီငါးကြီးကငါ့ကိုစားတော့မယ်ဒီနေ့တော့မင်းကိုစားရမယ်ရက်ပေါင်းများစွာမင်းကိုရှာနေတာဒါပေမဲ့မင်းကအယမ်းပါနဲ့တယ်အချိန်တိုင်းငါလက်ထဲကနေလွတ်မြောက်သွားတယ်မင်းတူကိုလွတ်လိုက်ပါမင်းရှက်တဲ့နဲ့ခန္ဓာကိုယ်ကြီးတလောက်သိငယ်တဲ့သူတွေကိုအနိုင်ကျင့်နေရလားရွှေအောင်ဟာဒီလိုပြောပြီးသူ့အနားမှာရှိတဲ့ငါးဖန်ကရိယာနဲ့ငါးစီကိုရိုက်လိုက်ပြီးငါးငယ်လေးကိုကယ်လိုက်တဲ့အဲ့ဒီအချိန်မှာဖုံးတော်စီတစ်ပါးရောက်လာတဲ့ကွယ်အရှင်ဘုရားဘလို့ရောက်လာတာလဲဟုတ်တယ်တကားကိုတော့ဒီကနေထွက်နိုင်အောင်လာကူညီတာပါရေဆုံးမကဖုံးတော်ကြီးကိုမြင်ပြီးအခုလိုပြောလိုက်ပါတယ်အရှင်ဘုရားဒီကိုဘာလာလောက်တာလဲငါကိုတော့ဒီတကားလေးကိုမင်းချုံတော်မူကနေလွတ်အောင်လာကူညီပေးတာဒါပေမဲ့အရှင်ဘုရားကဒီလူသားကိုဘာလို့ဒီနေရာကနေကယ်ထုတ်ချင်ရတာလဲဘာလို့လဲဆိုတော့ဒီတကားလေးဟာလူတွေကိုကူညီတတ်တဲ့သူဖြစ်လို့ပဲဒါကြောင့်ငါကိုတော့သူ့ကိုဒီကနေလွတ်အောင်ကူညီပေးရမယ်ပြီးတော့သူ့မိဘတွေကသူ့ကိုလိုအပ်တယ်ကဲတကာမကြီးရေဆုံးမရွှေအောင်ကိုမင်းကဘာကနေမြင်မြင်ဆန်ဆန်လွတ်ပေးလိုက်ပါအရှင်ဘုရားပြောတာမှန်ပါတယ်ရွှေအောင်ကအရန်ကောင်းတဲ့သူဆိုတာကိုသိလိုက်ရပါတယ်ရွှေအောင်ကဘာမျောလင်းချက်မှမရှိပဲဒီငါးလေးရဲ့အသက်ကိုကယ်လိုက်ပါတယ်အရှင်ဘုရားပြောတဲ့အတိုင်းငါတူ့ကိုငါကဘာကနေလွတ်ပေးလိုက်ပါမယ်ပြီးတော့ဒီငါးငယ်လေးကိုကယ်တင်တဲ့အတွက်ငါမှရှိတဲ့ယတနာအလုံးကိုစုတခုအပြည့်ရွှေအောင်ကိုပေးလိုက်မယ်ဒီလိုဆိုရွှေအောင်ကအရန်ချမ်းသာသွားမယ်အဲ့ဒီလိုပြောပြီးနောက်ရေဆုံးမကပျောက်ကွယ်သွားတဲ့ပြီးရဲ့နောက်မှာတော့ရွှေအောင်ဟာဖုံးတော်ကြီးနဲ့အတူသူမိဘတွေစီပြန်ခဲ့တာပေါ့
ရွှေအောင်ရဲ့အဖေနဲ့အမေကသူ့ကိုဘေးကင်းလုံခြုံစွာမြင်ရတော့အယံပျော်သွားကြတဲ့အရှင်ဖေဟာတပည့်တော်မတို့ရဲ့သားအတက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်တယ်အရှင်ဖေကတပည့်တော်ရဲ့အတက်ကိုကယ်တင်ပေးခဲ့တာအရှင်ဖေရဲ့အကျေးဇူးကိုတသက်လုံးမမေ့ပါဘူးကျေးဇူးတင်မှုမလိုပါဘူးတကားလူသားတိုင်းဘာပဲလုပ်လို့အတီလုပ်လိုက်တဲ့အတွက်တံမြန်တက်ရောက်မှုကိုပြန်ခံစားကြရတာပါပဲကွတစ်ချိန်တုန်းကတကာကကိုရော့ကိုကူညီခဲ့တယ်အခုတကာဒုက္ခရောက်နေတဲ့အချိန်ဖျားတခင်ကတကာကိုကူညီဖို့ငါကိုရော့ကိုစေလွတ်လိုက်တယ်ပြီးတော့တကာကိုကူညီရမှာကလည်းငါကိုရော့ရဲ့တာဝန်ပဲကွရွှေအောင်ရဲ့ကောင်းမှုကုသိုလ်ကြောင့်အသက်ဘေးကကင်းလွတ်ခဲ့သလိုယရနာအများကြီးကိုလည်းရရှိခဲ့တာပေါ့ကွယ်သူစင်ရဲ့ဘဝကနေကင်းလွတ်သွားပြီးတက်တောင့်တက်တာနဲ့သူမိဘတွေနဲ့တူချမ်းသာကြွယ်ဝပြီးစိတ်ချမ်းသာစွာဘဝကိုဖြတ်သန်းနေထိုင်သွားပါတော့တဲ့ကွယ်ဆက်လန်လေးကတော့ဒီလောက်ပါပဲရှင်အစုံအနီးကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ကျမရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်နော်